ကြာဆုံးမှုကိုတနိုင်ငံလုံးဝမ်းနေပူဆွေးတောကရောက်ခဲ့ကြရတဲ့အတွက်တိုင်းပြည်တော်ကတော်လိုင်းတက်တွေကလည်းအလံတဝက်ချဦးညွတ်ဂုံပြုခဲ့ကြတယ်ဝမ်းနေခြင်းအထိမ်းအမှတ်တွေရှိတယ်လို့ပြည်သူလူထုတွေကလည်း PDF ရဲဘော်20ကြာဆုံးမှုအတွက်ဝမ်းပန်းတနေဖြစ်ကြတယ်အားလုံးပဲမင်္ဂလာပါမြန်မာသတင်း TV ကနေကြိုဆိုလိုက်ပါတယ်သတင်းတွေတင်တိုင်းသိရအောင်ကျွန်တော်အကောက်ကို Subscribe လုပ်ဖို့မမေ့ကြနဲ့နော်အားပေးတဲ့သူအားလုံးကိုယ်စိတ်နှဖျားကျန်းမာချမ်းသာပါစေဗျာအန်တချိန်ချိန်နေပေါ့ဗျာငါတို့အလှည့်ဘယ်တော့ရောက်မလဲဒီနေ့တော့ကနဦးဒီရဲဘော်20အတွက်စိတ်ဖြူ PDF တွေကဆိုလိုက်15ရက်နေ့မနေ့ကမနက်ပိုင်းမှာအဲ့ဒီ6ကနေစုတ်ခွာလာတဲ့ရဲကိုမန်တို့ဆိုတဲ့စစ်ကားနှစ်စီးကိုစိတ်ဖြူစောလန်းပိုင်းပေါ်မှာမိုင်းဆွဲပြီးတော့တိုက်ခိုက်နိုင်ခဲ့တယ်လို့သိရပါတယ်6ကနေစိတ်ဖြူပဲလာတဲ့ရဲတွေကားကြီးနှစ်စီးမှာအင်အား90ပါတယ်စောစိတ်ဖြူလမ်းပိုင်းမှာမိုင်းအကြီး9လုံးနဲ့မိုင်းဆွဲခဲ့တယ်နောက်ဆုံးတစ်စီးကိုတော့မိုင်းဆွဲနိုင်ခဲ့ပါတယ်လို့စိတ်ဖြူမြောက်ပိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ NSP ကပြောပါတယ်ဒီတိုက်ခိုက်မှုကြောင့်စစ်ကားဘော်ကရဲတွေပြင်းပြင်းထန်ထန်ဒဏ်ရာရရှိမှုအပြင်မျက်စိမျက်မြင်နဲ့9ဦးသေဆုံးခဲ့ပြီအလောင်းတွေနဲ့ဒီအတန်ရရှိတဲ့ရဲတွေကိုပြန်လည်တင်ဆောင်ပြီးစိတ်ပြူစိတ်ယုံကိုပို့ဆောင်ခဲ့တယ်လို့သိရတယ်။ဆိုလည်း10ရက်နေ့မှာဖြစ်ပွားခဲ့တဲ့6မြို့နယ်တောင်သာစန်းစုရွာကြားမှာရှိတဲ့ PDF တွေကိုပုံမှားရိုက်ပြီး PDF ပုံစံနဲ့ပိတ်ဆို့တိုက်ခိုက်မှုကြောင့်6က PDF 20ကြာဆုံးခဲ့တယ်။ဒီရဲကွန်မန်ဒိုဆိုတဲ့စစ်ကြောင်း6မြို့နယ်မှာကြေးရွာမှာလှည့်ပတ်ပြီးကြေးရွာတွေမှာစစ်ကြောင်းထိုးနေတယ်အဲ့တော့စိတ်ဖြူမြို့နယ်ရောက်တဲ့အချိန်မှာစိတ်ဖြူတပ်ဖွဲ့တွေကငါတို့ရဲဘော်တွေအတွက်ဆိုပြီးကလေးစားသွေးကြွေးပြန်လေရယူရတယ်ငါတို့အလဲကြံသေးတယ်လေအနိုင်ဆိုတာအမြဲမရှိပါဘူးအရှုံးဆိုတာလည်းအမြဲမရှိပါဘူးပုံလုံးတလဲငပြန်တလဲပေါ့ဆိုတော့ဒီနေရာမှာရဲကွန်မန်ဒိုဆိုတဲ့ကိစ္စလည်းကျွန်တော်ထည့်ပြောချင်သေးတာရဲကွန်မန်ဒိုဆိုတာဘယ်တော့မှမရှိဘူးအထူးရဲတပ်ဖွဲ့ဆိုတာပဲရှိတယ်နော်အဲ့ဒီစစ်ကြောင်းဆိုတာကမြေပြင်မှာအင်အားမလောက်လို့ရဲတပ်ရင်းတွေကတပ်ရင်းပို့ထားတဲ့ရဲတွေကိုကြီးကအင်ကြီးတို့ဘာတို့ယူနီဖောင်းကောက်တက်တနက်အစုပ်ပြက်တွေနဲ့ရှေ့တန်းလှုပ်ပေလို့ကောင်းအောင်ပေးထားတဲ့နာမည်ပဲဖြစ်တယ်ရဲကွန်မန်ဒိုတဲ့ရဲတပ်ရင်းကကြောင်ထိုးခံရတဲ့ကောင်ရဲတပ်ရင်းဆိုတာကဒီဘယ်လိုခေါ်လဲတိုင်စာတွေကြောင့်တခုခုကြောင့်ပေါ့ဗျာရဲတပ်ရင်းတွေကိုပို့ကြောင်ထိုးခံတာအရန်အင်အားပေါ့ရဲအရန်အင်အားတပ်ရင်းအင်အားလို့ခေါ်တယ်ဒီကောင်တွေကိုရဲကွန်မန်ဒိုဆိုပြီးတော့ချက်မလားခိုင်းစားလို့ရအောင်ခိုင်းနွားတဲ့ကောင်တို့တစိမ့်တက်ပေးလိုက်တာဖြစ်တယ်တိတ်လေကြီးကြီးကျယ်ကျယ်ကောင်တွေမဟုတ်ဘူးဒီရဲကွန်မန်ဒိုဆိုပြီးတော့စစ်တပ်ကထွက်လာတဲ့လေသံအတိုင်းဒီဘက်ကသတင်းတွေကလည်းလိုက်ပြောတဲ့အခါကျတော့သူတို့ဒီကွန်မန်ဒိုကြီးတွေပေါ့ရဲကွန်မန်ဒိုကြီးတွေပေါ့အမှန်မဟုတ်စောက်ဘောတွေတရင်ပို့ပြီးတော့ပိန်လိန်6ကန်နေတဲ့ကောင်တွေအဲမြေပြင်မှာဖမ်းပြီးတဲ့ရဲကွန်မန်ဒိုရဲ့ကောင်တွေကောက်စစ်လိုက်တရင်ကောင်တွေကြီးပဲဒါကိုခင်ဗျားတို့ကျွန်တော်သိအောင်သိချပြောပြတာသုံးသက်ချက်အနေနဲ့ကတော့နောက်ထပ်ပြစ်မှတ်တွေဟာရဲစခန်းတွေရဲတပ်ဖွဲ့ဝင်တွေရဲမိသားစုတွေပါဖြစ်လာနိုင်စရာရှိပါတယ်စစ်တပ်ခိုင်းတာလောက်ရတဲ့စစ်တပ်ရဲ့ခိုင်းနွားကျွန်းတပေါက်တပ်ဖွဲ့ဖြစ်တဲ့ရဲတပ်ဖွဲ့ဟာပြည်သူရဲ့တသက်ပတ်လုံးပြည်သူလူထုရဲ့အမုန်းတရားကိုပဲရရှိပြီးနှလုံးဒီဒိုင်းတွေစက်ကြီးကောက်မယ်လူမိုက်တွေမွေးမယ်ပြီးတွေ KDB တွေလောင်းကစားဝိုင်းတွေစက်ကြီးကောက်မယ်နှလုံးဒီဒိုင်းတွေစက်ကြီးကောက်မယ်ဒီအစင်တမ်းပဲရှိတဲ့ရဲတပ်ဖွဲ့ဆိုတဲ့ပုံရိပ်ဟာမြန်မာပြည်သူလူထုကြားထဲမှာဘယ်သူမှမယုံတော့တဲ့အခြေအနေပါဘယ်သူမှမယုံနော်ဘယ်ရဲမှမကောင်းဘူးဆိုတာဘယ်ခဲမှမကောင်းဘူးဆိုတာနော်ဒီလူထုကြားထဲမှာအမြဲတမ်းဖြစ်နေအမြဲတမ်းလည်းရှိတယ်အဲ့တော့ရဲကွန်မန်ဒိုဆိုတာဟာတိတ်အထင်ကြီးစရာမရှိဘူးသတင်းဌာနတွေကိုလည်းကျွန်တော်ဒီနေရာကပြောချင်တယ်
စစ်တပ်ကပြောတဲ့အာပေါ်တိုင်းခင်ဗျားတို့တန်ရောင်မလိုက်ကြပါနဲ့တေချာစနစ်တကျလေ့လာပါကျွန်တော်တို့ကသတင်းဌာနမဟုတ်ဘူးကျွန်တော်တို့ personal blog တွေကျွန်တော်တို့ပြောလိုက်လို့မှားသွားတာပြဿနာမရှိပြီမြဲခင်ဗျားတို့ကိုသတင်းဌာနလို့နာမည်ခံထားရင်အကြောင်းအရာတစ်ခုကိုတေချာစုံစမ်းမှာလေ့လာပါရဲကွန်မန်ဒိုဆိုလဲရဲကွန်မန်ဒိုလိုက်တာပဲစစ်တပ် Telegram Channel ကဘာသတင်းတင်လာတယ်အဲ့ဒါကိုလိုက်တင်ကြတာအဲ့လိုလိုက်ခေါ်ကြတာပဲအဲ့တော်လန်ရေးအခြေအနေမဟုတ်ဘူးတော်လန်ရေးကိစ္စတွေမဟုတ်ဘူးတော်လန်ရေးဆိုတာမိမိရဲ့ကြုံကြည်ချက်နဲ့စနစ်ဟောင်းတွေလူမှုအတိုက်ဝိုင်းဟောင်းတွေဒါတွေကိုဖြိုချပြီးတော့အသစ်ပြန်တည်ဆောက်မဲ့သူတွေဟိုစစ်တပ်ကခင်းမေးလိုက်တဲ့လမ်းအတိုင်းမလျှောက်ကြနဲ့ဖြတ်ထိုးညံနဲ့ယုံကြည်ချက်နဲ့ပြည်သူခွန်အားနဲ့ပေါင်းဆက်တဲ့တော်လန်စစ်ကိုအနိုင်တိုက်ရေးအတွက်စကလုံးတစ်လုံးချင်းစီကအစားခင်ဗျားတို့တည်တည်ချာချာဂယုဆိုင်ကြပါလို့အဲသတင်းဌာနဆိုတဲ့လူတွေလည်းကျွန်တော်ပြောချင်သေးတယ်လူမျိုးတော်နေရာကလိုက်ပြောနေတော့လေငါပေါ်အကြီးကိုပြစ်နေရောနော်ဘာရဲကွန်မန်ဒိုဝါမုံစောက်ဘောတွေရဲတက်ရင်ကပိန်လိန်6ကပ်ပြီးချောင်ထိုးခံထားတဲ့ကောင်တွေကိုမြေပြင်မှာထိုးကျွေးတာဖြစ်တယ်ဒါကိုတော်လိုင်းတပ်ဖွဲ့တွေတေချာသိဖို့လိုတယ်ခက်ရဲတာတိုက်ခက်ပြင်းသာဆိုဘာအရေးချင်းမှမရှိဘူးဒီကောင်တွေလက်ထဲမှာလည်းလောက်လာဘာတနတ်မှမရှိဘူးဘာတနတ်မှလည်းတေချာမပေးတာဘူးအမှန်ကတော့ကင်းလဲ့မယ်တို့ဘာတို့ဆိုခေါ်သုံးဖို့ရှေ့ကြားပြီးထိုးကျွေးဖို့ပါစနဲ့ရဲနေရတိတ်မကွာဘူးအဲရဲကွန်မန်ဒိုလည်းမဟုတ်ဘူးနော်ဒီခါလိုက်ပြောတာတိုင်ရင်ကနလဘိန်းတုံးတွေကိုခြေတန်းပို့ပြီးအသေးခံခိုင်းဖို့တစိမ့်ကတ်လိုက်တာအဲ့တိုင်းလိုက်မခေါ်ကြနဲ့ရဲဆောက်ဘောတွေလို့ခေါ်နော်အဲ့ဒီအခြေအနေရှိပါတယ်ဗောနော်အဲ့တော့အဲ့ဒီအခြေအနေရှိပြီးတခါလားဖက်စစ်တပ်ကတော့သူကတဖြည်းဖြည်းနဲ့တော့သူ့ရဲ့အာကုသိုလ်ကလေဖက်စစ်တပ်ဖွဲ့ဝင်တွေကအာကုသိုလ်တွေကတော့သူတဖြည်းဖြည်းတက်နေကြတယ်ဒါပေမဲ့ဗျာအာကုသိုလ်အကျိုးပေးတဲ့အချိန်မှာတော့လေအာကုသိုလ်အားကောင်းတဲ့အချိန်မှာတော့အာကုသိုလ်ရဲ့အရှိန်ရှိတာပေါ့ဗျာနော်ရှိတာပေါ့အဲ့တော့ဒီနေ့တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ထဲမှာတိုင်းမူကိုယ်တိုင်သတင်းဖုံးထားတယ်ကိစ္စတစ်ခုရှိတယ်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းပြီးတိုင်းမူတိုင်းကြီးအောင်တောင်ပိုင်းတိုင်းစစ်ဌာနချုပ်ရဲ့တိုင်းမူဘုံကျုပ်စိုးကြော်ထက်အမိတ်နဲ့ကန့်တတ်ထားတဲ့သတင်းတစ်ခုရှိတယ်ဘုံကျုပ်စိုးကြော်ထားဆိုတာလေအဲ့ဒီရှမ်းမြောက်တိုက်ပွဲတော့ကရွှေလီကိုထွက်ပြေးတဲ့ကောင်ဘာအရေးချင်းမှမရှိဘူးတော်လိုင်းတက်တွေတကယ်ဝင်ထိုးနိုင်ပြီးစစ်ချီနိုင်ရင်ထိုးစစ်ကိုတကယ်တော်လန်ထိုးစစ်ကြီးကိုမခိုးမဝက်ပဲပေါ့ဗျာနော်လုံးနိုင်တယ်ဆိုရင်ခင်ဗျခဏလေးပြည်ဦးလင်တော့အဲ့တိုင်းပဲပြည်ဦးလင်မြို့ကန်တက်တွေကလက်နဲ့ချမယ်လို့သတင်းထွက်ပြီးသားတော်လိုင်းတက်တွေကဝင်မလာနိုင်တာတရုတ်ရဲ့အကူအညီနဲ့ရက်ဟာအဲ့ဒီမှာထားပါတို့ရင်းမရောက်ဖြစ်သွားအဲ့တော့ဝင်းနီမိတာတော်ဆရာတော်ဘုရားကြီးမှတ်မိလားဝင်းနီမိတာတော်ဆရာတော်ဘုရားကြီးကိုငန်းစွန်နဲ့မြို့သားရွာပေါ့နော်ကမပကြီးနဲ့ကမရွာအဲ့ချားမှာပြစ်ခတ်ခံရတယ်ဆရာတော်ကြီးရဲ့ကားကိုတနက်နဲ့ပြစ်တာစစ်သား14ဦးပါတယ်အဲ့ဒီထဲမှာပါတဲ့ဝင်းနီမိတာတော်ဆရာတော်ဘုရားကြီးက SAF ကားနဲ့မှန်လုံကားနဲ့ကြွလာတဲ့အချိန်မှာစစ်တပ်ကပြူစောတိတွေစစ်တပ်တွေရှိတဲ့မြို့သားရွာနဲ့ပကြီးကမရွာကြားမှာရှိတဲ့နေရာမှာဆရာတော်ဘုရားကြီးကိုဝိုင်းပစ်တယ်ကောင်းစင်တွေအမျိုးမျိုးတက်ပေမဲ့တန်ခါအာဇန်ဒီတပါးကြာဆုံးခဲ့ရတယ်ပြန်လုံတော်မူသွားခဲ့ရတယ်ပေါ့ဗျာနော်ဒါနဲ့ပတ်သက်ပြီးတီတီကူကသီးခံကြပါလို့ခွန်းလို့ကြပါလို့ပြောလို့ပြဿနာတွေလည်းတက်ကြသေးတယ်ပထမတော့လိန်သေးတယ်ဗျကလိန်ဝင်းကြီးမိတာကိုဆရာတော်ဘုရားကြီးကိစ္စမှာကလိန်ကြကြသေးတယ်နောက်ဆုံးမှာဆရာတော်တပါးကနေထွက်ပြီးတော့တနက်နဲ့ဝိုင်းပစ်တာပါလို့ပြောတဲ့အချိန်ကျမှတောက်ရှက်တွေခွဲတာထားပါတော့နော်အဲ့အကြောင်းနဲ့တော်တော်များများလည်းသိပြီးသားဆိုတော့အဲ့ဒီဝင်းနီမိတာကိုဆရာတော်ဘုရားကြီးကိုတနက်နဲ့ပြစ်တဲ့ထဲမှာပါတယ်စစ်သား14ဦးအဲ့14ဦးတွေမှာပါတဲ့အရာခံဘုံတယောက်အဲ့ဒီအရာခံဘုံတယောက်ကတောင်ပိုင်းတိုင်းစစ်ဌာနချုပ်ဝန်ထမ်းအိမ်ယာထဲမှာစိုက်ကိုတွေဖြစ်နေတာဘုံကြီးဒီဆရာတော်ကိုပြစ်မှားလိုက်တယ်ပြစ်တက်လိုက်တယ်သူ့ရဲ့အာကုတို့ကသူ့အများအားချောင်းလန့်နေတာအဲ့ဒီအရာခံဘုံကသူ့မိန်းမရဲ့ရောက်ခမရဲ့ရောက်ဖရဲ့သူ့ရဲ့ကလေးအသက်10နှစ်ပဲရှိတယ်10နှစ်အောက်ပေါ့10နှစ်လောက်ပဲရှိတယ်ကလေးကိုပြ
ပြစ်တက်ပြီးသူ့ကိုယ်သူလည်းနှစ်ဖူးတည်းနဲ့ပြစ်သေသွားကြတယ်မိသားစုဝင်၄ဦးလုံးကိုတနက်နဲ့ပြစ်ပြီးကိုအဆုံးစီရင်သွားတယ်ဆိုတာဘာကြောင့်လဲဒီဝိနိမိတအောင်ဆရာတော်ဘုရားကြီးကိုပြစ်ကတ်တပ်ဖြတ်ပြီးတဲ့နောက်ပိုင်းမှာပေါ့အာကုသူ့အရန်ကြီးဆိုးလွှမ်းမိုးပြီးတော့ဘာတဝင်းမှတော့ပေးလို့မရတဲ့အခြေအနေဖြစ်တယ်လို့သိရတယ်ဒီသတင်းနဲ့ပတ်သက်ပြီးတောင်ကတိုင်းမှုကလုံးဝအပြင်ထွက်မခံဘူးသတင်းတွေထဲမှာလွှင့်တာတော့ဗျာသူတို့စစ်တပ်ထဲမှာသတင်းလွှင့်တာကြောင့်စေးကြောင်နေလို့ဖြစ်တာဆိုပြီးသတင်းလွှင့်ပေမဲ့တကယ်ဖြစ်စင်မှာသူဟာအဲ့ဝိနိမိတကိုဆရာတော်ဘုရားကြီးပြစ်ခတ်မှုမှာပါဝင်ခဲ့သူတယောက်ဖြစ်ပြီးတော့အဲ့ဒီဖြစ်စဉ်နောက်ပိုင်းတွေကစိတ်ယောဂါလို့ဖြစ်ပြီးစောက်တီးရမရတဲ့အခြေအနေတွေတိုင်းုံထဲမှာထည့်ထားရတာလို့သိရတယ်။တောင်မူတစ်မျိုးလုံးကလည်းအဲ့ဒီအကြောင်းကိုဒါအာကုသူတတ်တာဒါအာကုသူတတ်တာဆိုပြီးတော့ပြောနေတဲ့အချိန်ကြီးကြားရတယ်။ငါးလောင်းမြိုင်လူတတ်မှုကြီးတော့ပေါ်သေးသေးမဟုတ်ဘူး။ဒါကြောင့်မို့ကျွန်တော်တို့အာကုသူအကျိုးပေးရလေခင်ဗျာကြောက်เสียကောင်းတယ်အာကုသူများအကျိုးပေးလာပြီဆိုရင်လေဘလို့နီးနေမှာဖတ်ဆိုင်လို့မရတော့ကျွန်တော်အရင်ကပြောတယ်နော်လောကဥပဒေတာခင်ဗျားတို့ကျွန်တော်တို့ကခွင့်လုံကောင်းခွင့်လုံမယ်လောကဥပဒေတာကတိကျတယ်ခွင့်လို့ဘူးသူကအမှန်ကိုအမှန်တိုင်းပဲယူတယ်အမှားကိုအမှားတိုင်းပဲယူတယ်အချိန်ကာလတစ်ခုမှာအာဓမ္မကိုဓမ္မကတိုက်ကိုတိုက်လိမ့်မယ်ကာလတစ်ခုမှာတော့အာကုသူအားကြီးတဲ့လူတွေလွှမ်းမိုးတဲ့ဒီအာဓမ္မကာလကြီးမှာတော့ခမရရောကျွန်တော်ရောအမိုက်မောင်ထဲမှာနေကြရတယ်အမိုက်မောင်ထဲမှာနေကြရတယ်ဒါပေမဲ့အဲ့ဒီအမိုက်မောင်ထဲမှာသူများတွေလမ်းပြောက်တယ်လို့ကျွန်တော်တို့ပြောက်လို့မရဘူးကျွန်တော်တို့ရဲ့အနိမရည်ရွယ်ချက်ဘုံယုံကြည်ချက်ဟာကျွန်တော်တို့တိုင်းပြည်ပြောင်းလဲရေးဖြစ်တယ်ကျွန်တော်တို့စနစ်တွေကိုပြောင်းလဲရေးဖြစ်တယ်စစ်တပ်ဟာကျွန်တော်တို့နိုင်ငံကနေပြီးတော့နိုင်ငံရေးစီးပွားရေးတွေမှာဝင်မပါပဲတိုင်းပြည်ကာဝေးရေးလုပ်ငန်းတစ်ခုပဲပါရမယ်ဆိုတော့နိုင်ငံရေးကနေထွက်သွားဆိုတဲ့အခြေခံမူဖြစ်တယ်သိရှင်းတယ်အဲ့ဒီယုံကြည်ချက်တွေအဲ့လိုစနစ်ပြောင်းမှုတွေစ조사တဲ့နေရာမှာဟိုလူမျက်နှာချိုသွေးဒီလူမျက်နှာချိုသွေးတဲ့ကောင်မျိုးတွေတော့ကျွန်တော်တို့မဖြစ်ကြစေနဲ့ကိုတော်လန်ရေးသမားလို့ခံယူရင်အချောင်သမားစိတ်နဲ့ဟိုအဖွဲ့ပြေးကတ်ဒီအဖွဲ့ပြေးကတ်တန်ရောင်လိုက်ကြုံကြည်ချက်မဲ့အတွေးခေါ်ကြောယုံမဲ့နေရင်တော့စစ်တပ်ကအလွယ်တကူကောက်စားသွားလိမ့်မယ်အင်အားခြေပြုတဲ့စစ်တပ်လုံခြုံရေးအရေးပေါ်အခြေအနေဖြစ်သတ်မှတ်တဲ့စစ်တပ်သူတို့စစ်တပ်မှာလုံခြုံရေးက fast ပဲစစ်တပ်ဟာစစ်တပ်လို့ကျင့်တယ်စစ်အနိုင်တိုက်ရေးကိုဒီဇိုင်းမှတ်ဆောင်ရွက်တယ်နော်ဒီကနေ့လေရုရှားနဲ့စစ်ရေးလေ့ကျင့်တဲ့ကိစ္စသတင်းထွက်လာတယ်စစ်တပ်နဲ့ရုရှားနဲ့စစ်ရေးလေ့ကျင့်မှုအခြေအနေအမေရိကန်ဒေါ်လာ9 သန်းကုန်တယ်ဆိုတဲ့သတင်းရှိတယ်တိုင်းပြည်မှာတော့စောင်းစီမသွင်းပေးမယ်ပြည်သူလူထုကိုရေလုံပြုတ်ကျွေးမယ်ဘာသွင်းကုန်ထုတ်ကုန်မှလည်းမပေးဘူးနော်စီဈေးကြီးစံဈေးကြီးနေ့စဉ်ဝင်ငွေနဲ့ထွက်ငွေနဲ့မမျှကြက်တဲနေတဲ့ပြည်သူဘဝအတွက်တော့တုံးဆွဲဖို့စိတ်ကူးမရှိဘူးစစ်တပ်တို့မြည်သည်သူစစ်နိုင်တိုက်ဖို့အတွက်ကုန်နေတော့ကုန်ပြီသေးပြည်သူတွေငတ်တာတွေငတ်တယ်သူစိတ်မဝင်သားအဲ့တော့ရုရှားနဲ့မြန်မာလေ့ကျင့်မှုတွေဒေါ်လာ9 သန်းအကုန်ကြခံရတယ်လို့သိရတယ်ဇူလိုင်လ6 ရက်နေ့ကနေ18 ရက်နေ့ဒီပြုတ်တဲ့ရုရှားနဲ့မြန်မာကြီးတဲ့2 ရက်ပူပေါင်းလေ့ကျင့်ခန်းစစ်စင်ရေးအတွက်ကုန်ကြစိတ်အားလုံးကိုမြန်မာစစ်တပ်ဘက်ကနေပြီးတော့စိုက်ထုတ်သုံးဆွဲရတယ်လို့သိရတယ်အဲ့တော့နေပြည်တော်စေယုံကကြားခံရပါတယ်ရုရှားကနေနေပြည်တော်ဒီလာတဲ့ရုရှားကုန်တင်လေယာဉ်ငှားရမ်းပြန်တန်းစရိတ်တွေရှိတယ်နေပြည်တော်မှာနေထိုင်တဲ့ကုန်ကြစရိတ်တွေဟိုတယ်တွေကားတွေစားတောက်စရိတ်နဲ့ရုရှားတပ်မတော်ကအရာရှိတွေစစ်သားတွေအတွက်နေ့စဉ်လေ့ကျင့်ရေးတုံးပစ္စည်းအစအားလုံးကိုမြန်မာစစ်တပ်ကကြားခံတယ်လို့ကျွန်တော်တို့သိထားရတယ်
အဲ့တော့အဲ့ဒီကြခံသုံးစွဲမှုကဒေါ်လာ9 သန်းလောက်ကုန်တယ်ဒါပေမဲ့အဲ့ဒီတည်င်းမှာကျွန်တော်ကြည့်တော့ရုရှားကမောင်းသူမဲ့ဒီအပေါ်စား truck တွေပေါ့နော်ဒီစက်တနက်တင်ပြလို့ရတာတွေ drone တွေအကြမ်းဖက်တိုက်ခိုက်ရေးတင်တန်းတွေလုပ်တယ်ဒါဟာတော်လိုင်းတပ်တွေကိုချိန်မုံမှုဖြစ်တယ်ဒါကိုကျွန်တော်တို့တော်လိုင်းနဲ့ပတ်သက်တဲ့အင်အားကြီးတပ်ဖွဲ့တွေပေါ့ဗျာနော်တော်လိုင်းတပ်တွေကမျက်ခြေမပြတ်ကြည့်ဖို့လိုတယ်ရန်သူကစောက်ပေါ်တော့မဟုတ်ဘူးဗျသိလားမင်းအောင်လိုင်ကစောက်သုံးမကြောက်ဘူးစောက်သုံးမကြောက်ဘယ်လောက်ပြောအဲ့စောက်သုံးမကြရင်အဲ့စောက်သုံးမကြတဲ့မင်းအောင်လိုင်ကိုနိုင်အောင်မတိုက်နိုင်တဲ့ကျွန်တော်တို့ကပိုစောက်သုံးမကြနေတာလို့ပဲကျွန်တော်တို့ကသတ်မှတ်လို့ရတယ်ဒီအချိန်မှာလက်ပေါ်လော်လီတဲ့ဟိုတိုက်ပွဲသတင်းလေးပြောလိုက်ဒီတိုက်ပွဲသတင်းလေးပြောလိုက်ပြီးတော့ ਨੇ လူကြည့်များလူကြားကောက်အောင်ဆက်လုံနေအောင်မယ်ဆိုရင်ဒီဒေါ်လာရေးဟာနောက်တစ်ခါဈေးတင်မှုအချိန်ထပ်လို့မှာတားတော့ရှောကန်ကြီးဖြစ်နေတာဟုတ်နော်တားရှောကန်ကြီးဆိုနောက်တစ်ခါဈေးတင်ရမှာနောက်တစ်ခါဈေးတင်တယ်မှာ10နှစ်လား15နှစ်လားဒါကိုတွေးဖို့လိုတယ်ဒီအချက်လက်ပေါ်လော်လီရမယ်အချိန်မဟုတ်ဘူးစနစ်တကျရန်သူရဲ့လှုပ်ဆောင်ချက်မှန်သမျှကိုထပ်ချက်မကွာရန်သူတည်င်းရန်သူအင်အားရန်သူရဲ့ဘယ်ချိန်ညာလန်းကအစငွေဝင်ငွေထက်လမ်းကြောင်းနဲ့ရန်သူရဲ့ရင်းမြစ်တွေကပါရှိလေဒီလိုခိုင်ခိုင်မာလောက်ကြရမယ်အခြေအနေခပ်ပြောရင်ရှည်သွားမယ်ဗျာနော်အဲ့တော့တော်လန်စစ်ကိုအနိုင်တိုက်မယ်ဆိုတော့ရန်သူအင်အားကိုအင်အားရန်သူတည်င်းကိုတည်င်းရန်သူအခြေအနေကိုအခြေအနေရန်သူရင်းမြစ်တွေမှန်သမျှဘယ်ကဝင်လာတယ်ဘယ်ကထွက်လာတယ်တစဖြူဟာမြောက်ဖြိုချတိုက်ခိုက်ကြရမှာနော်အဲ့တော့တချို့ကတော့စစ်တိုက်မဲ့သဘောထားတော့ရှိရလားတော့မသိပါဘူးဗျာဒါပါတော့ဒါကြောင့်မို့စကားစဟာရုရှားနဲ့တရုတ်နှစ်နိုင်ငံလုံးကနျူကလ িয়ার ပိုင်တယ်ကမ္ဘာစူပါပါဝါတွေဖြစ်တယ်ဗီဒီယိုအာဏာကင်ထားတယ်နိုင်ငံတကာအရေးမှာအသာစီးရနေတယ်ကျွန်တော်တို့ဒီဘက်က NUG တို့တခြားအင်အားစု SCEF တို့အစရှိတဲ့အင်အားစုတွေကအာဆီယံနဲ့တွေ့ဖို့တော့ဖုတ်လိုက်ဖြစ်နေတဲ့အခြေအနေကိုတွေ့ရတယ်ဟုတ်လား motivation ကြမှာဆိုလို့ပြည်သူတွေစိတ်ပြတ်မှာဆိုလို့လာမလုံးနဲ့ဒီအချိန်မှာပြည်သူအကုန်သိတယ်ကလေးစိတ်ညမ်းစင်ပြောလို့မရတော့ဘူးဒီအချိန်မှာပြည်သူကအကုန်သိတယ်မသိတဲ့အုပ်စုတစုတော့ရှိတယ်အဲ့အုပ်စုကတော့လက်ရှိအချိန်ထိပေါ့ဗျာနော်နိုင်ငံတကာရေးတွေကိုလှုပ်လာလိုက်တာ6နှစ်အတွင်းမှာအာဆီယံနဲ့တွေ့ဖို့တော့ဖုတ်လိုက်အခြေအနေဆိုတော့အောင်မြင်လားမအောင်မြင်လို့ခင်ဗျားတို့ကြည့်အဲ့ဒီတော့နိုင်ငံတကာအရေးဆိုတာကမောင်းတန်နဲ့တူတယ်ပြည်တွင်းအင်အားတော်လိုင်းအင်အားစုဆိုတာမောင်းကြီးနဲ့တူတယ်ပြည်တွင်းအင်အားစုမောင်းကြီးကိုတီးတဲ့အသံထွက်မှာအဲ့ဒီနိုင်ငံတကာကလာပြီးချီးကပ်တာတို့တွေးဆုံတာတို့လုပ်တာကိုပြည်တွင်းမှာကတကြံအမြောက်ဖြစ်ပြီးတော့ဘာအလုံးမှမပြနိုင်ပဲအင်အားစုအတွင်းထဲမှာအကွဲအပြဲနဲ့ဖြစ်နေရင်နိုင်ငံတကာကလည်းအဖက်လုံးမှာမဟုတ်ဘူးရှင်းတယ်အဲ့တော့ဒီကနေ့တော့ပြောတာလည်းမကောင်းပါဘူးသူတို့ဖောင်းထုတွေပြောအောင်မယ်တရင်ရဆိုရင်အမေရိကမှာနေတိုင်းနဲ့ CRPH ဥက္ကဋ္ဌကြီးဦးအောင်ကြည်ညွန့်တဲ့အဖွဲ့ကဖိုရမ်ကြီးတစ်ခုတက်ပြီးဓာတ်ပုံတွေတဝါပြပြီးတော့ကြော်ညာနေပါတယ်ကြော်ညာဝင်တယ်ဗောသူတို့လုံနေပါတယ်ဗောအမေရိကကနေဆိုတော့တပတ်မှလည်းအာဆီယံနဲ့ NUG နဲ့ဇွန်းနဲ့တွေ့တယ်ဗောအွန်လိုင်းမှာတွေ့တာနဲ့ပတ်သက်ပြီးသူတို့လုံနေတယ်ဗောတကယ်လက်တွေ့မှာတော့တိုင်းသားအရာကိုဘယ်အဖွဲ့ရမှာ NUG ကိုပြည်ထောင်စုအစိုးရလို့အတိမမပြုတ်ရတဲ့အချိန်ကြီးဆိုတော့ခင်ဗျားတို့ကျွန်တော်ပြောပြီးသားပြည်တွင်းမှာမောင်းတန်မထွက်ဘူးတကြံအမြောက်ကြီးဖြစ်နေတယ်ဒါကိုပြောရင်လည်းဖောင်းထုတယ်ပြောပြန်အောင်တတ်ပတ်လုံးလူမဲ့ကြော4နှစ်ကျော်5နှစ်ပြောလာတာခင်ဗျားတို့ဗီဒီယိုတွေပြန်ကြည့်လိုက်နော်ဟာတော်လန်စစ်ကိုအနိုင်တိုက်မဲ့သဘောထားရှိလားမရှိလားမေကွန်းထုတ်ရမယ်အရှင်ကြီးမဟုတ်ရင်ခင်ဗျာစုံမြုပ်တော့မယ်ကျွန်တော်ရှင်းလားအဲ့တော့ညီပြမတိုက်ပွဲဝင်နေတဲ့တော်လန်ရေးတပ်ဖွဲ့တွေလေအခုနောက်ပိုင်းတဖြည်းဖြည်းနဲ့ကြက်တဲလာတယ်ပပေါင်းစုံအခြေအနေကတဖြည်းဖြည်းနဲ့မသိရင်ပေါ့နော်တော်လိုင်းရေးကိုအာရော့သွားအောင်ပဲတမင်တက်လုံယူနေသလားထင်ရလောက်အောင်ကိုအခြေအနေတွေကတော့အဲ့လိုဖြစ်နေတယ်ပေါ့နော်အဲ့တော့ဒါပေမဲ့လည်းကျွန်တော်တို့မျှော်လင့်ရမှာတွေတော့ရှိပါတယ်
ပြည်သူလူထုရဲ့တိုင်းပြည်နဲ့လူရဲ့ကံကြမ္မာအရာတခါတလေကြရင်မထင်မှတ်ထားတာတွေဖြစ်လာနိုင်ဥပမာအရခတ်တော်အေးနဲ့အားလုံးပေါင်းပြီးတော့ဝုန်းဆိုထိုးစစ်ကြီးဝင်တာမျိုး30-20စစ်စင်တော့ဝုန်းဆိုမန္တလေးဒီရောက်ခံပြီးဖြစ်တာမျိုးဒီလိုအခြေအနေမျိုးနောက်တစ်ခေါက်ထပ်ဖြစ်ရင်တော့မင်းအောင်တွေကတောက်မခံနိုင်တော့ဒီလိုတိုင်းပြည်နဲ့လူလူကံကြမ္မာမျောလင်းချက်ကိုတော့ကျွန်တော်တို့မိထားလို့မရပါဘူးအချက်အလက်တွေကကြည့်မယ်ဆိုရင်တော့ NUG အဖွဲ့အစည်းဟာတော်လန်စစ်ကိုအနိုင်တိုက်မဲ့မဟာဗျူဟာမြောက် master plan မရှိဘူးဆိုတာကျွန်တော်တို့တွေ့ရတယ်ကြိုက်ချင်တိုင်းမကြိုက်ချင်ဘူးအဲ့တော့တော်လန်စစ်ကိုအနိုင်တိုက်မဲ့လူတွေအရင်ကြိုစုပါအရကတတော်အေးတိုင်းသား ER တွေနဲ့ပေါင်းတာတွေလုပ်ပါဗမာတက်အချင်းချင်းပေါင်းတာတွေလုပ်ပါတော်လန်စစ်မနိုင်ဘူးဆိုရင်ဘယ်ကောင်းမှအဖတ်မလုပ်ဘူးကျွန်တော်ခဏခဏပြောတယ်မြေမပိုင်ရင်စစ်မနိုင်ဘူးစစ်မနိုင်ရင်မြေမပိုင်ဘူးအဲ့မြေမပိုင်ဘူးရန်ရမရှိဘူးဆိုရင်နိုင်ငံတကာမှာလုံနေလေကြိုက်တော့စီဝေးအခောက်16000တက်လဲဘာမှဖြစ်မလာဘူးနော်ဘာပဲဖြစ်ဖြစ်ဒေါ်လာရေးတရဆိုတာနိုင်ငံတကာအကူအညီလိုအပ်ပါတယ်ဒါပေမဲ့လက်ရှိ NUG လုံးသမျှတော့နိုင်ငံသားရေးကိစ္စရက်တွေနဲ့ပတ်သက်ပြီးတော့6နှစ်အတွင်းနိုင်ငံတကာအကူအညီတွေရလားမရလားကျွန်တော်တို့မသိဘူးဒါပေမဲ့ကြားတဲ့ပတ်စံတွေလည်းဘယ်ရောက်သွားလဲကျွန်တော်တို့မသိဘူးဒါကိုတော့ကျွန်တော်တိုင်းပြည်နဲ့လူမှုမျက်နှာကိုထောက်ထားပြီးတက်တက်ပြောပါတယ်အဲ့တော့တော်လန်စစ်ကိုအနိုင်တိုက်မယ်မတိုက်ဘူးဆိုတာတိတာထင်ရှားတဲ့အခြေအနေတွေကိုတွေ့နေရတဲ့အတွက်တော်လန်စစ်ကိုအနိုင်တိုက်မယ်လက်နက်ကိုင်တော်လန်တပ်ဖွဲ့များဂူရဲကထထကြွကြကြိုးတင်ပြင်းစင်ထားကြဖို့ခင်ဗျားတို့ကိုလေးလေးနက်နက်သတိပေးခြင်းငါတို့ရဲဘော်20အတွက်တော့ငါတို့အလှဲ့တော့ပြန်ရောက်ဖို့စလာနေပြီလို့ပြောလိုပါတယ်ကျေးဇူးတင်ပါတယ်ဗျာ